လမ်းကြောင်းလေးတက်ပြီးကံကောင်းအောင်မြင်လိုက်ရင်ကြီးကြီးကျယ်ကျယ်တွေထပြောတာလူတဘာဝပါပဲတဲ့ညီလေးကံမောပုံမချနဲ့ကံကောင်းမောပုံချတာအဲ့ဒါစောက်ဖြစ်မရှိတဲ့ကောင်တွေပုံချတာညီလေးတို့အပေါ်ယံကံကောင်းတာပါကွာဆိုတာရဲ့နောက်ွယ်မှာကျဲအောင်အကိုကြီးတို့စူးစမ်းခဲ့ရတဲ့ဥစ္စာကိုမင်းတို့မမြင်ဘူးကျမ်းမာရေးတွေပေးဆက်ရတယ်အချိန်တွေပေးဆက်ရတယ်ငွေကြေးတွေပေးဆက်ရတယ်နောက်ကျော်တာနဲ့ထိုးတာခံရတယ်တစ္ဆာဖောက်တာခံရတယ်အဲ့အောင်နာကျင်မှုတွေအများကြီးပဲအဲ့ဒီဝေဒနာတွေနဲ့ဖြတ်တန်းနေရတဲ့အချိန်မင်းတို့မမြင်ဘူးဒါပေမဲ့မင်းတို့မြင်တာပဲအချိန်လဲဆိုတော့တိုးတက်ပြီးတော့မှအပေါ်ရောက်သွားတဲ့ခါကျလွယ်လွယ်လေးပြောတာဒီကောင်ကံကောင်းလို့ပါကွာတချို့ကပါလဲဆိုတော့လူကြီးပွားသွားတာဘာတွေဥပဒေနဲ့မလုတ်ကင်းတာတွေလုံးလို့လည်းမသိဘူးဆိုတာမျိုးကလာတယ်တချို့ရှိသေးတယ်အမျက်ကြီးစားလို့ဆိုတာမျိုးဒီမှာ comment တွေညတို့ပြမယ်ကျုပ်ရောင်းနေတာ branded ရေမွေးတွေအဲ့ဒီရေမွေးရဲ့နာမည်ကို Google မှာရိုက်ပြီးထည့်လိုက်ပြီးဆိုတော့ official price ဘယ်လောက်ရှိတယ်ဆိုတဲ့ဥစ္စာချက်ချင်းကြားလာတာအခုခေတ်ကကလေးတွေကအစ YouTube Google သုံးနေတဲ့ခေတ်1000တန်ပစ္စည်းကို3သိန်းရောင်းလို့ရတဲ့ခေတ်မဟုတ်တော့ဘူးသဘောပေါက်လားခေတ်ကြီးကတိုးတက်နေဘာလဲဆိုတော့စူးစမ်းအထုတ်မှုကျုပ်တို့ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့ကျုပ်တို့ကိုယ်တိုင်ရဲ့ဖန်ဆင်းရှင်ဖရာကိုပြောထားတာစကားရှင်းရှင်းလေးပဲမင်းဘယ်အရာပေါ်မှာကြိုးစားမလဲအဲ့ဒီအရာနဲ့ပတ်သက်ပြီးမင်းအောင်မြင်မှုရမယ်သဘောတရားပါလဲဆိုတော့ငါဖန်ဆင်းရှင်ရအုံဖဆိုပြီးလာပြီးတော့မှမလုပ်